အောင်မြင်မှုဆိုတာအိမ်မက်မက်နေရုံနဲ့မရဘူးအဲ့ဒီအိမ်မက်ကိုလက်တွေ့ဖြစ်အောင်စီကံဆိုတဲ့တရားကိုအရင်တည်ဆောက်မှာပါဆရာကြီးဂျင်မရွန်ပြောခဲ့တဲ့စကားရှိပါတယ်သူကဘာပြောခဲ့လဲဆိုရင်တော့ discipline is the bridge between goals and successful life လို့ပြောခဲ့ရရှိပါတယ်တဘောကတော့စီကံဆိုတာရည်မှန်းချက်နဲ့အောင်မြင်မှုချားမှာရှိနေတယ်တရားသတင်းစပါဆိုပြောပါတယ်ကျွန်တော်တို့မှာဘလောက်ပဲကောင်းမွန်တဲ့အစီအစဉ်တွေရှိနေ့စဉ်လှုပ်ဆောင်အောင်မယ်တင်းငယ်တဲ့အလုပ်လေးတွေကိုစီကံရှိမလုံးဆောင်နိုင်ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့ပန်းနိုင်ကိုရောက်ဖို့ခက်ခဲပါလိမ့်မယ်ဒီနေ့မနေ့မှာတင့်ကိုတင်ပြမေးကြည့်ရပါငါအိမ်မက်တွေစီကိုရှောင်းလန်းဖို့ဒီနေ့ဘယ်လိုမျိုးစီကံနေလဲစတင်ကောင်းမလဲဆိုတော့စဉ်းစားပြီးတော့ကိုပြမေးကြည့်ပါဒါကတော့လေးဖြစ်ပါစေဗျာ